ကျွန်တော်ဒီသပင်ပုံစံလေးကကျွန်တော်လက်ရှိမှာဟိုအတိုက်ကလေးဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေပါတယ်အမ director မတ်နိုရာရိုက်နေတာပေါ့လေအဲ့ဒီထဲက character ပုံစံမျိုးလေးအတွက်လိုအပ်လို့ကျွန်တော်ချိန်ထားဖြစ်ပါတယ်အဲ့ဒါတော့မဖြစ်နိုင်ကျွန်တော်အများကြီးလိုပါသေးတယ်အများကြီးစူးစမ်းရအောင်မယ်ဒီမတူတဲ့ industry လည်းဖြစ်တယ်ဒီပုံမှာကျွန်တော်လေ့လာရမယ်စူးစမ်းအားထုတ်ရမယ်အရာတွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်မှန်းလို့မရပါဘူးကျွန်တော် character ပေါ်လိုက်ပြီးတော့အဆင်ပြေတဲ့ပုံစံလေးတော့ကျွန်တော်အများအားပြောင်းလဲနေရမှာပေါ့လေAlbine Vitamin Drink ဒုတိယအကြိမ်ကားကန်ထူးရှင်ပေါ်ထွက်လာပြန်ပါခင်ဗျာအားလုံးဆက်ပြီးရင်ပုံနိုင်ဖို့ငွေသားစုရွှေစုတွေများစွာနဲ့အတူတတိယမြောက်ကားစုကြီးကိုလည်းထပ်မံထည့်သွင်းထားပြီးဖြစ်လို့ကားကန်ထူးရှင်ဖြစ်ဖို့ Albine Vitamin Drink ကိုအမောပြီးတောက်ရင်းကန်ဆန်းလိုက်ကြပါစို့ကျွန်တော်တို့ဒီ Albine ကနေအသစ်ထုတ်လုပ်လိုက်တဲ့ကျွန်တော်တို့vitamin drink ပေါ့လေဒီချိုရည်ရဲ့ဒုတိယအကြိမ်ကားကန်ဆန်းမဲ့ရွေးချယ်ပွဲဖြစ်ပါတယ်ဟုတ်တယ်စောစောကန်တူးရှင်အကိုနဲ့တွေ့ပါတယ်စကားပြောပြတော့မော်လေးဒီဇက်ကနေနဲ့စင်ပေါ်မှာကြော်ညာတယ်ပေါ့လေကြော်ညာတော့အဲ့ဒါကိုတွေ့ပြီးတော့တနေ့ကို3ဘူးဆိုလားတောက်တယ်တနေ့ကို3ဘူးဆိုလားတောက်တယ်တဲ့တောက်တော့အခုတော့သူတောက်ကျူနှက်သွားတာပေါ့လေကျွန်တော်ကြောင့် Albine တီးရတာတော့မဟုတ်ဘူးပေါ့လေAlbine အနေနဲ့ကျွန်တော်တို့ဒီဇက်တပင်ပေါ်မှာဒီလိုမျိုးပတ်မိုးပေးတာအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးဒီစားသုံးသူပေါ့လေဒီ Albine ရဲ့Albine ကိုအသုံးပြုကြတဲ့ဒီတောက်သုံးကြတဲ့ကျေးဇူးရှင်တွေအပေါ်မှာလည်းဒီလိုမေတ္တာတုတ်ပြန်တာမြင်ရတော့အများကြီးပျော်မိပါတယ်ဟုတ်ရင်တော့ခုံတယ်ရင်ခုံတယ်ဆိုတာကျွန်တော်ကအဲ့လိုကန်ဆန်းမဲဆိုတိတ်ကံမကောင်းတယ်ကိုကိုရန်လည်းတိတ်မပေါက်တတ်ဘူးသူများနိုင်ပြီလည်းမပေါက်မှဆိုကျွန်တော်ဒီသပင်ပုံစံလေးကကျွန်တော်လက်ရှိမှာဟိုအတိုက်ကလေးဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေပါတယ်အမ director မတ်နိုရာရိုက်နေတာပေါ့လေအဲ့ဒီထဲက character ပုံစံမျိုးလေးအတွက်လိုအပ်လို့ကျွန်တော်ချိန်ထားဖြစ်ပါတယ်ပွဲကနေတဲ့အချိန်ဆိုရင်တော့ဒီ8 hour စားတာဟိုကျွန်တော်ဟိုဘယ်လိုပြောမလဲပြက်ကွက်တာပေါ့လေအေးကြီးလည်းပြက်တယ်စားတာလည်းပြက်ကွက်တယ်ပြက်တာဆိုတော့ဟိုရုပ်ပိုင်းဆိုင်ရာတွေထိခိုက်တာတွေအများကြီးရှိတာပေါ့လေအခုကပွဲကဒီလာမယ့်ရာသီအတွက်ပြင်ဆင်နေတာဆိုတော့ရုပ်ရှင်ရရဲ့နေနဲ့အေးစားလေးမှန်နေတာလို့လူဖြစ်နေတယ်ကျွန်တော်ရဲ့ဟိုပထမဦးဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက်အများကြီးရက်ခုန်နေပါတယ်ရုံတင်မဲ့ရက်ခုလည်းစောင့်နေရပါလေတော်တော်လေးတော့ရင်ခုန်နေဟိုအစမပြေမှလဲဆိုးတယ်ပေါ့လေဒီရုပ်ရှင်ဘက်မှာကျွန်တော်တို့ပထမဦးဆုံးကားကြီးဖြစ်နေတာပေါ့လေဖြစ်နေတာဆိုတော့တော်တော်လေးတော့ချက်ခုံပါတယ်ညိုတင်းမှာတော့ကျွန်တော်တို့အမတ်တရားကအများကြီးပဲဘာလို့ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးကားဖြစ်တဲ့အတွက်ဒီမတူတဲ့ industry တခုကိုစတင်ပြီးတော့စူးစမ်းရတာဖြစ်တဲ့အတွက်အမတ်တရားတွေကတော့အများကြီးရှိပါတယ်မတ်မီလေးကဟိုအများကြီးကျွန်တော်ကိုကူညီပေးတဲ့မင်းသမီးတွေမှာပါတယ်ဒီပထမဦးဆုံးကားမှာဆိုမတ်မီလေးနဲ့အရင်တွဲပြီးတော့ကျွန်တော်တို့ဟိုဒီရိုက်ခဲ့ကြတာပေါ့လေအဲ့ဒီပုံမှာကျွန်တော်ပုံမှာအများကြီးဒီသူ webcam လုပ်ပြီးတော့ကူညီပေးခဲ့တာတွေရှိပါတယ်အဲ့ဒါတော့မဖြစ်နိုင်ကျွန်တော်အများကြီးလိုပါသေးတယ်အများကြီးစူးစမ်းရအောင်မယ်ဒီမတူတဲ့ industry လည်းဖြစ်တယ်ဒီပုံမှာကျွန်တော်လေ့လာရမယ်စူးစမ်းအားထုတ်ရမယ်အရာတွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်မှန်းလို့မရပါဘူးကျွန်တော်နဲ့တင့်တော်တဲ့ live ဖတ်တဲ့ character မျိုးတွေဆိုရင်ကျွန်တော်အဲ့ဒါမျိုးတွေကိုပဲဦးစားပေးပြီးတော့လက်ခံတော့မှာဖြစ်ပါတယ်ကျွန်တော်လက်ခံထားတာတော့အများကြီးမရှိပါဘူးကျွန်တော်ဒီပွဲမကခင်လေးမှာလာမယ့်တပင်ရဒီမစခင်လေးမှာရိုက်ကူးနိုင်လောက်မဲ့ကားလေးတွေလောက်ပဲကျွန်တော်လက်ခံထားတာပါကျွန်တော်character ပေါ်လိုက်ပြီးတော့အဆင်ပြေတဲ့ပုံစံလေးတော့ကျွန်တော်အများအားပြောင်းလဲနေရမှာပေါ့လေရှိပါတယ်ဟုတ် Albine ကနေအသစ်ထုတ်လုပ်ထားတဲ့ဒီ vitamin drink ဒီ product အသစ်ကိုလည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်ကားနောက်ထပ်ကားတစ်စီးမှလည်းကန်တူးရှင်
ညာဖြစ်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်ကျွန်တော်မိသားစုတွေပေါ့အောင်ဒီလိုကားပေါ့အောင်တောက်ကြပေါ့ရင်အတူတူလိုက်စီးမယ်လို့ကျွန်တော်ပြောထားပါတယ်အခုလက်ရှိပေါ့တော့တဲ့အကူကလည်းကျွန်တော်ရဲ့မိသားစုဝင်တယောက်ဖြစ်နေတာဆိုတော့ကျွန်တော်ကားလိုက်စီးလိုက်ပါဦးမယ်